အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Burmese Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရေးသက်ကြီးတို့2009ခုနှစ်ကထွက်ရှိခဲ့တဲ့ Nicolas Cage ရဲ့ Niche ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်ကားဟာငါးသာရှေ့ဖြစ်ကိုကြိုသိရင်ဘာလုပ်မလဲဆိုတဲ့လူတိုင်းရဲ့စိတ်ကူးရင်အိမ်မက်ကိုခက်လန်းလန်းပုံဖော်ထားတာပါကဲ9မိနစ်စာလောက်အချိန်ပေးပြီးဒီဇာတ်လန်းနဲ့ခဏလောက်နေမျိုးကြည့်ကြအောင်ဗျာပထမဆုံးအနေနဲ့ဇာတ်ကောင်နဲ့မိတ်ဆက်ပေးပါရစေသူ့နာမည်က Chris Jensenကြည့်လိုက်ရင်တော့ Las Vegas ကဖြိုပေးရေးသမားကြီးပေါ့ဒါပေမဲ့သူ့မှာထူးခြားတဲ့ဆွမ်းအားတစ်ခုရှိတယ်အဲ့ဒါတော့နောက်ထပ်2မိနစ်နေရင်ဘာဖြစ်မလဲဆိုတော့သူကကြိုးမြင်နေရတာပါဟာ2မိနစ်ထဲလာလို့မေးစရာရှိပြီမဲ့ခမရစဉ်းစားကြည့်ဗျာကိုကောင်းဘော်ကိုခဲကြတော့မဲ့အချိန်2မိနစ်လိုမှသိနေရင်ဒါနဲ့တဲ့ဆွမ်းအားမဟုတ်ဘူးလေသူကတော့ဒီဆွမ်းအားကိုသုံးပြီးကာစီနိုမှာပတ်စံလေးနည်းနည်းပါးနိုင်အောင်လုပ်ပြီးတော့မှော်ပြပွဲလေးတွေလုပ်ပြီးအေးဆေးနေကြတာပါဒါပေမဲ့ကံကြမ္မာသူကစီနေတဲ့လောက်ရရောမနေဘူးဗျဇလန်ကဘယ်မှာစတယ်လဲဆိုတော့အကျန်းဖက်သမားတွေကနယူးယောက်ကိုနျူကလ িয়ার ဘုံးနဲ့ခွဲဖို့ကြံစီနေကြတယ်ဒီတော့လဲ FBI ကဒီကိစ္စကိုတားဆီးဖို့ Chris ရဲ့ဆွမ်းကိုလိုချင်လာတာပေါ့ဒါမဲ့ Chris ကလည်းရိုးလေးပါပဲငါ့ကိုလာမရှုံးနဲ့ငါဘာသာအေးဆေးနေရစေဆိုပြီးတော့ထွက်ပြီးတော့တာပဲဒါပေမဲ့သူ့မှာချွင်းချက်တစ်ခုရှိသေးတယ်သူကရှေးပြေကို2မိနစ်ပဲကြိုမြင်နိုင်ပြီမြတ်အမျိုးသမီးလေးတယောက်နဲ့ပတ်သက်လာရင်တော့လာပေါင်းများစွာကြိုမြင်နေရတာပါအဲဒီအမျိုးသမီးလေးနာမည်က Lizသူမနဲ့တွေကိုသူကနေတိုင်းကော်ဖီဆိုင်မှာသွားဆောင်တယ်တနေပြီးတနေ့စောင်းခဲ့နောက်ဆုံးမှာတော့ကန်ဆုံပြီးတွေ့ကြတာပေါ့ဒါပေမဲ့ဇလန်ကအိမ်မှာနေ romantic ဆမ်းမနေသေးဘူး FBI ရောအကျမ်းဖက်သမားတွေက Chris ရဲ့နောက်ကိုတစ်ခေါက်လိုက်လာကြတယ်အကောင်းဆုံးအခန်းကတော့ Chris ကရန်သူတွေကြားထဲကနေတနက်ကြည်စံတွေကိုရှောင်ပြီးပြေးတဲ့အခန်းမှာပဲသူကရှေးရိုးတွေလိုမျိုးခွဲထွက်ပြီးလမ်းကြောင်းပေါင်းစုံကိုစမ်းသပ်ကြည့်တယ်ဒီလမ်းကသွားရင်ကြည်စံမှန်းမယ်ဟိုဘက်ကသွားရင်လွတ်မယ်ဆိုပြီးသူကကြိုသိနေတော့တကယ် Master ထဲကနီယိုလိုပဲဗျနောက်ဆုံးမှာတော့ကျန်းဖက်သမားတွေကသူ့ရဲ့ကောင်မလေး list ကိုဖမ်းသွားပြီးတော့ဖုံးခွဲဖို့လုပ်ကြတယ်အဲဒီမှာ Chris ကလည်း FBI နဲ့ပေါင်းပြီး list ကိုကဲဖို့ကြိုးစားတော့တာပေါ့ session ကတကယ်ကိုအထွတ်တွေကိုရောက်သွားပါတယ်ဒါပေမဲ့ဒီဇလန်ရဲ့အဆုံးသက်ကတော့ပြေးသက်ကိုဟာသွားပြီဆိုပြီးဖြစ်သွားစေတာပါနျူကလ িয়ার ဘုံးကလည်းပေါက်ကွဲသွားတယ်။အရာအလုံးကလည်းပြားရဖြစ်သွားတယ်လို့ထင်နေတော့မှာပဲ။ Chris တယောက်ကဂိမ်းပေါ်မှာ listener to no လာတယ်။အဲဒီတော့မှပြေးသက်ကသိလိုက်ရ။အော်ဒီဖြစ်ပျက်တကားလုံးကသူကြုံမြင်နေရတဲ့အနာဂတ်ဖြစ်နေတာပါလားဆိုပြီးတော့အဲဒီမှာသူကလည်းအဲ့ဒီအမှားတွေကိုမဖြစ်အောင်အခုမှစပြီးပြင်ရတော့မှာပါ။ဒါပေမဲ့ဇလန်ကကဲအခုမှတကယ်စပြီဆိုပြီးတော့ပြီးသွားတာပါ။တခါတည်းအပိုင်းတစ်ဇက်သိမ်းအဲ့တော့ဒီကောက်ကိုပြန်သုံးသပ်မှဆိုရင် time paradox တွေကိုအရင်ကြီးခေါင်းစားမခံမနဲ့ပေါ်ပေါ်ပါကြည့်လို့ရတဲ့အရှင်ကားကောင်းတစ်ခုပါကောင်းတဲ့ချက်တွေကတော့ Nicolas Cage ရဲ့ထူးခြားတဲ့ spin style နောက်ပြီးသူ့ရဲ့သရုပ်ဆောင်ချက်တွေကဇလန်းကိုဆွဲခေါ်သွားနိုင်ပါတယ်ရှေ့ဖြစ်ကိုခွဲပြီးကြည့်တဲ့ visual effect တွေကအခုခေတ်မှာပြန်ကြည့်ရင်တော့မဆိုးဘူးလို့ပြောလို့ရပါတယ်ဇသိန်းကအိမ်မက်ကြီးပါလားဆိုတဲ့ပုံစံမျိုးဖြစ်နေတော့တချို့ကလည်းငါကြည့်လာတာတွေကလက်ကားပဲလားဆိုပြီးစိတ်တူနိုင်ပါတယ်ဒါပေမဲ့ဒါ niche ဆိုတဲ့ခေါင်းစဉ်နဲ့ live ဖက်အောင်ရွေးချယ်ထားတဲ့ဆုံးသက်ပါဒီဇလန်လေးကိုကြည့်ပြီးကျွန်တော်စဉ်းစားမိတာတစ်ခုရှိရဗျတကယ်လို့ Chris တာမြန်မာပြည်မှာရှိနေမယ်ဆိုရင်သူ့ရဲ့2မိနစ်စာကြိုသိတဲ့ဆွမ်းအားနဲ့ဘာလုပ်မလဲဆိုတာပါပဲထီဆိုင်ရှိမှရက်နေပြီးထွက်မဲ့ထီဆူကြီးကနန်းတွေကိုလိုက်ပြီးရွေးထိုးနေမလားဒါမှမဟုတ်လဲလိုင်းကားပေါ်မှာဘယ်နေရာကလူကဘယ်နေရာမှာဆင်းမလဲဆိုပြီးကြိုသိပြီးတော့ထိုင်ကုန်သွားဦးနေမလားတကယ်တော့2မိနစ်ဆိုတာနေပေမဲ့နေစဉ်ဘဝမှာတော့နောက်ကြမှာနောင်နာရတဲ့ဆိုင်ရင်အများကြီးသုံးဝင်တာတော့အမှန်ပါပဲကဲခင်ဗျားတို့ရောရှေ့ပြေကို2မိနစ်ကြိုသိရင်ဘာလုပ်ကြမလဲပြောခဲ့ကြပါအောင်ဗျာဇလန်လေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ Burmese Movie Recap Channel လေးကို like and subscribe လုပ်ဖို့တောင်းဆိုပေးရစေခင်ဗျာအားလုံးပဲတာယာတဲ့နေ့လေးတစ်ခုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ